မင်္ဂလာပါရှင်ကျမတို့ရဲ့ Device Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များရှင်2025 3လပိုင်း25ရက်နေ့ကလောက်ခတ်ခဲ့တဲ့9.8ငလင်ကြောင့်ဧပြီလ3ရက်နေ့စည်ရင်းနေအရာမြန်မာနိုင်ငံတဝန်းမှာတည်ဆုံးသူအရေအတွက်စုစုပေါင်းမှာတော့3000ကျော်နေခဲ့ပါပြီရှင်အခုလိုမျိုးတဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ရတဲ့အခါတွေမှာကျမတို့တွေဟာတဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဗဟုသုတတွေကိုလေ့လာမှုအားနည်းခဲ့မယ်ဆိုရင်ဆိုးကျိုးဒုက္ခတွေကိုပုံမခံစားရနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျမတို့ရဲ့ Device Channel လေးကနေတဘာဝဘေးရန်တွေကမှငလင်မလုတ်ခင်နဲ့လှုပ်ပြီးမှစောင်းရန်ရှောင်းရန်အချက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ငလင်စလုပ်တဲ့အချိန်မှာတော့လူတိုင်းနှီးပါကြောက်လန့်ကြမှာပါ။ဒါပေမဲ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ပြီးသတိကပ်ထားပေးပါ။အဆောက်အုံထဲမှာဆိုရင်တော့9စက္ကန့်အတွင်းအပြေကိုပြေးထွက်ဖို့မိခဲ့မယ်ဆိုရင်တော့ပြေးထွက်ပါမမီခဲ့ရင်တော့အကာအကွယ်ရမယ့်နေရာမှာဝက်ကပုံစံနဲ့နေပါမြင်မာတဲ့အဆောက်အုံတစ်ပင်လျှက်စစ်တက်တိုင်တွေနဲ့ဝေးဝေးကိုပြေးပါငလင်လောက်ခတ်ပြီးနောက်မှာတော့ဆူနာမီလိုင်းတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်မြစ်ချောင်းကမ်းဆက်အနီးမှာရောက်နေပါကကုန်းမြင့်ပေါ်သို့ပြောင်းပါစံကယ်ကားမောင်းနေချိန်ဆိုပါကဘေးကင်းရာမှာအရှိန်လျှော့ပြီးခဏရပ်နာထားပါအင်အားကြီးမားတဲ့ငလင်လောက်ခတ်ပြီးနောက်မှာနောက်ဆက်တွဲငလင်တွေဆက်လက်လောက်ခတ်နိုင်တာကြောင့်အထူးသတိပြုရပါမယ်မြေပြိုခြင်းရေကြီးခြင်းတွေလည်းဆက်လက်ဖြစ်ပွားနိုင်တာကြောင့်သတိပြုရပါမယ်ရှင်။ငလင်လုတ်ပြီးနောက်မှာတော့အဆောက်အဦတွေရဲ့ခိုင်ခန့်မှုကိုစစ်ဆေးခြင်းမပြုဘဲနဲ့မဝင်တာအကောင်းဆုံးပါ။မြေကမ်းမတောင်ဆောင်တွေကိုလည်းမသွားပါနဲ့။မြေပြိုနိုင်ပါတယ်။ဆဲရေလောက်ကန်တွေအနီးမှာလည်းမနေပါနဲ့။ဆဲကျိုးပေါက်ပြီးတော့ရေကြီးနိုင်ပါတယ်။တာဝါတိုင်းတွေမျောစင်တွေနောက်ဆက်တွဲပြိုကျနိုင်တာတွေကြောင့်လည်းအနီးကိုမသွားပါနဲ့ရှင်။အတိပေးဆွေးနွေးတာကိုနားထောင်မှာသတင်းထုတ်ပြန်တာတွေပညာပေးအစီအစဉ်တွေကိုအဆက်မပြတ်နားထောင်မှာကြည့်ရှုပြီးတော့ဝေမျှပါကျမတို့ပြည်သူတွေအနေနဲ့ငလင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးသတိပြုနေထိုင်နိုင်ရန်နဲ့ပညာရှင်တွေရဲ့အတိပေးပညာပေးဆောင်ရွက်မှုတွေအပေါ်မှာလေ့လာမှတ်သားပြီးတော့လိုက်နာဆောင်ရွက်ပေးကြပါရှင်ကျမအခုပြပြသွားတဲ့အကြောင်းအရာလေးတွေကတော့ပညာရှင်တွေပြောကြားထားတဲ့အကြောင်းအရာလေးတွေကိုပြန်လည်ပြီးတော့ sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ငလင်ဘေးခံစားနေရတဲ့ပြည်သူတွေအနေနဲ့လည်းအသက်ဘေးကနေလွတ်မြောက်ပြီးတော့အမြန်ဆုံးပြန်လည်ထူထောင်နိုင်ပြီးတော့ပျော်ရွှင်အေးချမ်းသာယာတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ရဲ့ Device Channel လေးကနေဆုတောင်းပေးလိုက်ပါတယ်။ပြီးတော့မကြာမီကြောက်ရောက်လာတော့မယ်မြမနှစ်တကူအချိန်အခါတမယမှာစိတ်သက်လူသေးနဲ့အရာအလုံးအဆင်ပြေချုံးမွေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။